ကိုယ်ကဒေါ်လာ100ခိုင်ကိုယ်က100ကိုခိုင်ပြီးရ29ချက်ကိုဇော်40ဆိုရင်ဘွား20ကိုမီမီ20ကိုတန်းစုံ20ကိုဒီပို20ကိုဆက်တော့ပါ5ချက်ကိုနောင်5ချက်ကိုအောင်ဆန်း5ချက်ကိုစိုးနိုင်30ကိုနိုင်စုံ20ကိုသွားရင်20ကိုနိုင်ခိုင်20ကိုသိန်းမှု30ကိုသိန်းဝင်း20ကိုထွန်းတင်50ကိုချစ်ကြီး30ဥမေရော30ဘူးအောင်မင်းနိုင်30ကိုသိန်းအောင်30ကိုမောင်နိုင်50ကိုနိုင်မဆာသာ20စလာမဲ30ကိုစုစု50ကျောင်းဘုမီမန်100မချို50စိုက်တန်းဆွေ20အားလုံးစုစုငွေရတဲ့ငွေက862ကျပ်တကယ်လို့လိုခဲ့တယ်ဆိုရင်နောက်ထပ်ပြန်ပြီးတော့မှကျင်ညာပေးမယ်။ပုံကြောင်းမှပဲကျင်ညာပေးတော့မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။